မင်္ဂလာပါရှင်ဒီနေ့ကတော့ပုံမှန်ပြတ်ထားတဲ့ပေါ်ဝါရဲ့ထိုးနည်းလေးကိုထိုးပြပေးသွားမယ်နော်ဒီထိုးနည်းလေးကတော့အရန်ကိုရိုးရှင်းတယ်အခုမှပေါ့နော်သုံးမွေးထပ်ထိုးသုံးမွေးကိုထိုးမဲ့အခြေခံသမားလေးတွေအတွက်ပေါ့နော်အရန်ကိုမှရိုးရှင်းတယ်တိုင်တိုတိုင်ရှည်ကိုပေါ့နော်မှတ်သားရလွယ်တဲ့ထိုးနည်းလေးဖြစ်တာပေါ့နော်ဒီပေါ်ဝါလေးကိုကြတော့ရက်တောင်ပေါ်ဝါလေးလို့ခေါ်ကြတော့ပေါ့နော်ပခုံးတင်ပေါ်ဝါလေးပေါ့အရင်ဆုံးကျမတို့တွေခွင်းရှင်လေးလုပ်မယ်နော်ခွင်းရှင်လေးလုပ်မယ်ပြီးလို့ရှိရင်ဒီထဲမှာကိုဖွင့်ပြီး3ချက်ထိုးမယ်နော်1 2 3ဖွင့်ပြီး3ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီထဲမှာတိုင်3တိုင်ထိုးမယ်နော်တတိုင်2တိုင်3တိုင်ဒီလို3တိုင်ပေါ့နော်ပြီးလို့ရှိရင်ဒီထဲမှာဖွင့်ပြီး2ချက်ထိုးမယ်နော်1 2ပြီးရင်နောက်ထပ်ဒီထဲမှာပဲဖွင့်ပြီးတိုင်3တိုင်ထပ်ထိုးမယ်နော်1တိုင်2တိုင်3တိုင်ဒီလိုပုံစံလေးရမယ်နော်ဒီလိုပုံစံလေးရလို့ရှိရင်ကျမတို့ green ကိုတစ်ခါတည်းဆွဲချုပ်လိုက်မယ်နော်ဒီလိုမျိုး green ဆွဲချုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာဖွင့်ပြီး3ချက်ထပ်ထိုးမယ်နော်1ချက်2ချက်3ချက်ဖွင့်ပြီး3ချက်ထိုးပြီးရင်ဒီလိုလေးလှည့်လိုက်မယ်နော်ပြီးရင်ဒီထဲမှာတိုင်3တိုင်ထိုးမယ်နော်1တိုင်2တိုင်3တိုင်ဒီလိုမျိုးလေးပေါ့နော်တိုင်3တိုင်ရပြီးရင်ဖွင့်ပြီး2ချက်ထိုးမယ်နော်1ချက်2ချက်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေး1ချက်1တိုင်2တိုင်3တိုင်မျိုးလေး3တိုင်ပေါ့နော်ပြီးလို့ရှိရင်ဖွင့်ပြီး3ချက်ထိုးမယ်1ချက်2ချက်3ချက်အဲ့လိုမျိုးလေးပေါ့နော်ဒီဘက်ကိုပြန်လှည့်မယ်ပြီးလို့ရှိရင်ဒီမှာ3တိုင်ပြန်ထောင်မယ်နော်1တိုင်2တိုင်3တိုင်မျိုးပေါ့နော်3တိုင်ပြီးရင်ဖွင့်ပြီး2ချက်ထိုးမယ်နော်ဒီလိုမျိုးလေးကိုလိုတလောက်အရှည်ပေါ့နော်ကိုလိုတလောက်အရှည်လေးထိုးရမယ်နော်ဒီမှာ1တိုင်2တိုင်3တိုင်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကိုလိုတလောက်အရှည်ပေါ့နော်ကိုလိုတလောက်အရှည်လေးကိုထိုးသွားမယ်နော်ကျမတို့လိုတလောက်အရှည်လေးပေါ့နော်ကျမတို့လိုတလောက်အရှည်လေးကိုရလာခဲ့ပြီပေါ့နော်ရလာခဲ့ပြီဆိုလို့ရှိရင်ဒီမှာကိုဒီဘက်ကိုပြန်လှည့်မှာဖြစ်တယ်ပေါ့နော်ပြန်လှည့်မှာဖြစ်တဲ့အတွက်ဒါကတော့အဆင့်1ပေါ့နော်ဒါကအဆင့်2ကိုတက်မှာဖြစ်တဲ့အတွက်ပေါ့နော်ဖွင့်ပြီး3ချက်ထိုးမယ်နော်1 2 3ဒီထိုးနည်းလေးကအရန်ကိုလွယ်တယ်နော်ဒီပြီးလို့ရှိရင်ဒီနေရာလေးမှာပေါ့နော်ဒီအကွက်လေးထဲမှာတိုင်3တိုင်ထောက်မယ်နော်1 23ဒီလိုပုံစံလေးနော်ဒီလိုပုံစံလေးဖြစ်တယ်ပြီးလို့ရှိရင်ဖွင့်ပြီး2ချက်ထိုးမယ်နော်1 2ဒီထဲမှာထပ်ထိုးမယ်နော်1တိုင်2တိုင်3တိုင်ဒီလိုပုံစံလေးနော်ဒီလိုပုံစံလေးရမယ်ပြီးလို့ရှိရင်ဒီမှာဖွင့်ပြီး2ချက်ထိုးမယ်1 2ဖွင့်ပြီး2ချက်ထိုးမယ်နော်2ချက်ချတာပေါ့ပြောမဆိုရင်ဒီအပေါက်လေးထဲမှာဖွင့်တိုင်3တိုင်ထပ်ထိုးမယ်နော်1တိုင်2တိုင်3တိုင်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရလာခဲ့မယ်နော်ပြီးလို့ရှိရင်ဖွင့်ပြီး2ချက်ထိုးမယ်ပြီးရင်ဒီထဲမှာတိုင်3တိုင်ထပ်ထောင်အရန်ကိုလွယ်တယ်နော်ဒီထိုးနည်းလေးကအရန်ကိုလည်းလွယ်တယ်ပြီးတော့ပေါ်ဝါလေးကရိုးရှင်းပြီးတော့လည်းလှတယ်ဒီမျိုးလေးပေါ့3တိုင်ပြီးလို့ရှိရင်ဒီမှာဖွင့်ပြီး2ချက်ထိုးမယ်နော်ဖွင့်ပြီး2ချက်ထိုးမယ်ဒီထဲမှာတိုင်3တိုင်ထောင်မယ်ဒီလိုပုံစံလေးပေါ့နော်ဒီလိုပုံစံလေးကို
ကိုလိုတလောက်နေရာလေးမှာရအောင်အဆုံးထိထိုးလာခဲ့မယ်နော်ကျမတို့အဆုံးမှာဒီလိုမျိုးလေးရပြီပေါ့နော်ဒီလိုမျိုးလေးရပြီဆိုရင်သူကဒီဘက်အဆင့်3ပေါ့နော်ဒီအဆင့်3ကိုတက်မှာဖြစ်တဲ့အတွက်ဒီမှာလေးကနည်းနည်းပို့နေနေဆိုရင်ကြည့်လို့မလှဘူးနော်အဲ့ဒါကြောင့်လို့ဒီထဲမှာကျမတို့ရစ်တိုင်လေးနဲ့ထိုးမယ်နော်ရစ်တိုင်လေးထိုးမယ်ဒီထဲမှာတိုင်တိုင်ထောင်မှာပေါ့နော်ဒီထိတ်လေးမှာထိုးလိုက်မယ်နော်သူ့ရဲ့ဒီထိတ်ပေါက်လေးထဲမှာထိုးပြီးတော့တိုင်ထောင်လိုက်မယ်နော်ဒီမှာတတိုင်ကျမတို့ဒီလိုမျိုးထိုးလိုက်မယ်နော်ဒါဆိုလို့ရှိရင်ဒီဘက်ကိုမချွန်တော့ဘူးပေါ့နော်ပြီးရင်ဖုတ်မီ3ချက်ထိုးမယ်နော်1ချက်2ချက်3ချက်ဖုတ်မီ3ချက်ထိုးမယ်ဒီလိုမျိုးလေးအဲ့လိုမျိုးလေးပေါ့နော်ဖုတ်မီ3တိုင်3တိုင်ထောင်မယ်ဒီဘက်အချမ်းနေဒီဘက်ကိုအဆင့်4တို့ဘာလို့ရောက်လာခဲ့မဆိုရင်ဒီလိုပုံစံမျိုးလေးမရှိနေဘူးเนาะအဲ့ဒီနေရာမှာဆိုရင်ဖုတ်မီ3ချက်3ချက်3ချက်ပဲထိုးသွားရမယ်เนาะဒီလိုမျိုးပေါ့ဒီဒါကြတော့သူကထိတ်ဆုံထိုးလာတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်သူကခြုံတာပေါ့เนาะအဲ့ဒါကိုရစ်တိုင်လေးနဲ့ကျမတို့စလိုက်တာပေါ့နော်အဲ့ဒါကိုဒီမှာဆိုရင်ဖုတ်မီ3ချက်ထိုးတယ်ဒီလိုပုံစံမျိုးလေးပဲကိုလိုတလောက်အရှိပေါ့နော်အဲ့လိုမျိုးပေါ့2တောက်တွာ3တောက်အဲ့လိုမျိုးလေးတွေကိုထိုးသွားလို့ရတယ်နော်ဒီဒါကအရန်ကိုရိုးရှင်းတယ်လွယ်တယ်ပြီးလို့ဒီမှာတိုင်တိုင်ထောင်ပြီးလို့စင်ရင်မှာတိုင်3တိုင်ထောင်မယ်နော်တိုင်3တိုင်ထောင်လိုက်မယ်ဒီလိုမျိုးလေးပဲအရန်ကိုလွယ်တယ်ဒီထိုးနည်းလေးကလေအရန်ကိုလွယ်တယ်ဒီလိုမျိုးလေးဒီလိုပုံစံလေးပေါ့နော်အဲ့ဒါကိုကျမတို့တွေလို့တလောက်ထိုးသွားပေါ့နော်အဲ့လိုတိုင်3နိုင်ထောင်ပြီးလို့ဆင်ရင်တိုင်3နိုင်ထောင်ပြီးရင်ဖုတ်မီ2ချက်ထိုးမယ်ပြီးလို့ဆင်ရင်ဖုတ်မီ2ချက်ပြန်ထိုးတယ်တိုင်3နိုင်ထောင်နဲ့ဖုတ်မီ2ချက်ထိုးတယ်ဒီလိုမျိုးလေးပေါ့နော်ကိုဒီလိုတလောက်အားလုံးထိုးသွားပါပေါ့နော်ဒီလိုမျိုးလေးအရန်လှတယ်နော်ဒီကလေးကဒါကနမူနာထိုးပြတဲ့အတွက်ကြောင့်အားလုံးပဲရှင်းပြကြပါစီနော်ဒါကရက်တောင်ကွက်လေးလို့ခေါ်တယ်နော်